NSP trade လမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ NS မီးစက်တွေမှာ NSP trade လမ်းတက်လို့ရှိရင်ကျွန်တော်တို့အရင်ဆုံးစစ်စရာနှစ်ခုရှိတယ် electrical batch chain နဲ့ mechanical batch chain ဆိုပြီးတော့နှစ်ခုစစ်ရမယ် electrical batch chain စစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ generator controller ကနေပြီးတော့ generator V12 page မှာvoltage 220 အပြည့်ရှိမရှိစစ်ရမယ်ဘယ်လို voltage 220 မရှိလို့ရှိရင်လည်းသူက NSP trade လမ်းတက်တယ်အဲ့လိုမျိုး voltage 220 မရှိလို့ရှိရင်ကျွန်တော်တို့ကဆက်စစ်ရမှာက AVR cut က voltage ကို adjust လုပ်နိုင်မလုပ်နိုင်ဆက်စစ်ပေးရအောင်AVR cut ကကျွန်တော်တို့ voltage ကို adjust လုပ်ချင်တယ်ဆိုလို့ရှိရင် AVR cut မှာ VG နဲ့ ST ဆိုပြီးနှစ်ခုရှိတယ်နော်အဲ့ VG ဆိုရဲ VG လေးကိုကျွန်တော်တို့ဒီ VG မှာပါတဲ့ net ဒီ net လေးကိုကျွန်တော်တို့က voltage တိုးချင်တယ်ဆိုလို့ရှိရင်close pipe ပုံစံအတိုင်းလှည့်ပေးရမယ် close pipe ပုံစံအတိုင်းလှည့်ပေးလို့ရှိရင် voltage ကတဖြည်းဖြည်းတိုးလာမယ်anti close pipe counter close pipe ပုံစံအတိုင်းပြန်လှည့်မယ်ဆိုလို့ရှိရင် voltage ကလျော့သွားမယ်အဲ့လိုပုံစံမျိုးနဲ့ voltage ကို adjust လုပ်ကြည့်လို့ရတယ်220မရှိတဲ့ site တွေမှာဆိုရင်voltage က adjust လုပ်လို့လည်းမရဘူးကျွန်တော်တို့ alternator ထဲက cable လက်တွေစစ်လို့လည်း cable လက်တွေကအကုန်လုံးအဆင်ပြေတယ်ကောင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ AVR နောက်ထပ်တစ်ခါချိန်ပြီးတော့ပဲဖြစ်ဖြစ်ကျွန်တော်တို့ swap ပြီးတော့ပဲဖြစ်ဖြစ်တစ်ချက်စမ်းကြည့်ရမယ်အဲ့လိုစစ်ကြည့်လိုက်လို့မှကျွန်တော်တို့ AVR ကကောင်းတယ် voltage ကလည်း220ထွက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ electrical batch chain ဖြစ်တဲ့ပြဿနာမဟုတ်တော့ဘူးကျွန်တော်ဒီ C line တွေ mechanical batch chain ကိုကျွန်တော်ပြန်စစ်ရမယ် C line တွေစစ်မယ်ဆိုလို့ရှိရင် face to step အလန်းတော့အတိုင်းပဲကျွန်တော်တို့ဒီတန်တွေကနေပြီးတော့ fuel feedback တွေမှာ G ပိတ်မပိတ်စစ်ရမယ်ပြီးရင်ကျွန်တော်တို့ဒီ electric fan ကအလုပ်လုပ်မလို့ကောင်းမကောင်းစစ်ပေးရမယ် electric fan ကအလုပ်လုပ်တယ်ကောင်းတယ်ဆိုလို့ရှိရင်ဒီ high pressure bed တွေကျွန်တော်တို့ high pressure bed တွေစီထွက်တာမှန်မီးပေါက်စိစီထွက်တဲ့မီးပေါက်စိမှန်စစ်ရမယ်အကုန်ကောင်းတယ်ဆိုရင်ကျွန်တော် nozzle တွေကောင်းမကောင်းချက်ပြန်စစ်ပေးရမယ်နော်အဲ့ nozzle လည်းကောင်းတယ် high pressure band လည်းကောင်းတယ်ကောင်းရင်လည်းကျွန်တော် controller မှာ RPM ကstable မဖြစ်ဘူးဥမာ1300 1400ဝန်းကျင်လောက်ပဲရှိနေရဆိုလို့ရှိရင်ကျွန်တော်တို့ဟောဒီက governor bar ကိုကျွန်တော်တို့10 net လေးနဲ့ adjust လုပ်ကြည့်လို့ရတယ် short တင်းလေးလုပ်ပြီးတော့governor bar ကိုကျွန်တော်တို့ကရှော့ပြီးတော့ပဲဖြစ်ဖြစ်တင်းပြီးတော့ဖြစ် adjust လုပ်ရင်းနဲ့ကျွန်တော်တို့ RPM ကို1580ဝန်းကျင်လောက်မှာကျွန်တော်တို့ RPM ကို stable ဖြစ်အောင်ပြန်ချိန်ပြီးတော့ဒီမှာ log key လေးနဲ့ပြန်ဖမ်းပြီးတော့ stable ဖြစ်အောင်ပြန်ထားပေးရအောင်